ကြောက်စရာကောင်းလောက်အောင်ဖြစ်လာမဲ့လူသားတွေရဲ့စင်ကဲပြောင်းလဲမှုဖြစ်စဉ်အနာဂတ်ကာလမှာလူသားတွေရဲ့ခန္ဓာကိုယ်နဲ့စင်ကဲပြောင်းလဲမှုတွေကအခုလက်ရှိမြင်တွေ့နေရတဲ့ပုံစံမျိုးနဲ့လုံးဝမတူညီပဲတကယ်ကိုထိတ်လန့်စရာကောင်းတဲ့အသွင်ပြင်တွေဖြစ်လာနိုင်တယ်လို့သိပ္ပံပညာရှင်တချို့ကခန့်မှန်းထားကြပါတယ်။ရာစုနှစ်ပေါင်းများစွာကြာမြင့်လာတဲ့အခါပတ်ဝန်းကျင်နဲ့နည်းပညာတွေရဲ့ဖိအားတွေကြောင့်ကျွန်တော်တို့ရဲ့ရုပ်သွင်ပြင်တွေဟာဇီဝဗေဒအရအံ့ဩစရာကောင်းလောက်အောင်ပြောင်းလဲသွားတော့မှာပါ။ဒီလိုပြောင်းလဲမှုတွေဟာအမြင်အာရုံကနေစလို့ခန္ဓာကိုယ်တိဆောက်ပုံထိပါတက်ရောက်လာနိုင်ပြီးရုပ်ရှင်တွေကဇက်ကောင်တွေလိုမျိုးထူးဆန်းကြောက်မက်ဖွယ်ကောင်းတဲ့ပုံစံမျိုးတွေထိဖြစ်လာနိုင်ခြေရှိနေပါတယ်။ဒါကြောင့်ကျွန်တော်ကဒီနေ့မှာအနာဂတ်လူသားတွေရဲ့ခန္ဓာကိုယ်မှာဖြစ်ပေါ်လာနိုင်မဲ့ကြောက်စရာကောင်းသောစင်ကဲပြောင်းလဲမှုအသွင်ပြင်တွေအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နံပါတ်၄ပိုသေးလာမဲ့အုံနောက်များအရာအလုံးကိုအွန်လိုင်းမှာပဲအလွယ်တကူရှာဖွေလို့ရနေလို့လူတွေရဲ့အုံနောက်ဟာအရင်ကားတဲ့အသုံးနည်းလာပြီးတဖြည်းဖြည်းသေးငယ်လာတော့မှာပါ။အရင်ကားလိုအန်ရည်တွေကိုချက်ချင်းတုံ့ပြန်ဖို့ဒါမှမဟုတ်အချက်လက်တွေကိုအလွတ်ကျက်မှတ်ထားဖို့မလိုတော့တဲ့အတွက်အုံနောက်ရဲ့အစိပ်ပိုင်းတွေဟာကျုပ်ဝင်လာပြီးလက်ရှိမှာတော့တင်းနစ်ဘောလုံးရွယ်စားလောက်ကိုလျော့နေသွားပါပြီ။ဒီလိုနည်းပညာတွေကြောင့်အုံနောက်ကသေးငယ်လာတဲ့အတွက်ဥကောင်းကုန်ရွယ်စားပါလိုက်ပါသေးငယ်လာမှာဖြစ်ပြီးအနာဂတ်လူသားတွေဟာခန္ဓာကိုယ်နဲ့မလိုက်ဖက်အောင်ခေါင်းသေးသေးလေးတွေဖြစ်လာနိုင်ပါတယ်။နံပါတ်3ခြေချောင်းလေးတွေသေးငယ်လာမယ်။အနာဂတ်မှာလူသားတွေအနေနဲ့ပရိဘောဂတွေကိုခြေတန်းနဲ့စောင့်မိလို့နာကျင်ရတဲ့ဒုက္ခမျိုးဘယ်တော့မှကြုံတွေ့ရတော့မှာမဟုတ်ပါဘူး။အရင်တုန်းကတော့ခြေတန်းကိုတခြားမြောင်မျိုးနွယ်စုတွေလိုအရာဝတ္ထုတွေကိုစုပ်ကိုင်ဖို့အသုံးပြုခဲ့ကြပေမဲ့အခုချိန်မှာတော့အသုံးမဝင်သလောက်ဖြစ်နေပါပြီ။ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာဟန်ချက်ညီမှုကခြေမပေါ်မှာပဲအဓိကမိခိုနေတာဖြစ်ပြီးခြေပေါ်ကအလဲပိုင်းကိုပဲအဓိကထားလမ်းလျှောက်နေကြတာမလို့ခြေတန်းဆိုတာတကယ်တမ်းမှာမလိုတော့တဲ့အစိပ်ပိုင်းတစ်ခုဖြစ်နေပါပြီ။ဒါကြောင့်ပဲလာမယ့်နှစ်ပေါင်းရာနဲ့ချီမှာလူသားတွေဟာခြေတန်းမပါပဲဝေးဖွားလာနိုင်ခြေရှိရလို့ဆိုရမှာပါ။နံပါတ်2မသေးစေးအနာဂတ်မှာလူတွေဟာစက်ယန္တရားတွေနဲ့ပိုပြီးပေါင်းဆက်သွားမယ်ဆိုတဲ့ထူးခြားတဲ့အယူအဆတစ်ခုရှိနေပြီးလက်ရှိမှာတော့အတုပြုလုပ်ထားတဲ့အယိုးအစ်စ်တွေနှလုံးခုန်နှုံးထိန်ကိရိယာတွေနဲ့စတင်နေပြီဖြစ်ပါတယ်။သမိုင်းပညာရှင်ယူဗန်နိုဟာဟာဂါရီရဲ့ခန့်မှန်းချက်အရဆိုရင်လာမယ့်နှစ်ပေါင်း200လောက်မှာလူသားတွေဟာမျိုးရိုးဗီဇပြုပြင်ခြင်းဒါမှမဟုတ်ဇီဝနည်းပညာတွေသုံးပြီးကိုအစင်းမြင့်တွေကအသေးပြောက်ကင်းတဲ့ဘဝမျိုးထိရောက်ရှိလာနိုင်တယ်လို့ဆိုပါတယ်။ဒါဟာသက်ရှိသတ္တဝါတွေပေါ်ပေါက်လာပြီးကတည်းကအကြီးမားဆုံးသောစင်ကဲပြောင်းလဲမှုတစ်ခုဖြစ်လာနိုင်ပေမဲ့တစ်ဖက်မှာလည်းဒါမျိုးဖြစ်လာဖို့ဆိုတာအလွန်ကုန်ကျစရိတ်များပြီးတကယ်ဖြစ်လာဖို့မလွယ်ကူသလောက်ပဲလို့ဆိုထားပါတယ်။လူတိုင်းကိုဆိုင်းဘောတွေဖြစ်အောင်ပြောင်းလဲပေးဖို့ဆိုတာစိတ်ကူးရင်ဆန်သလောက်တကယ်လက်တွေ့ကြဖို့တော့အတော်လေးကိုခဲယဉ်ပါတယ်။နံပါတ်1ပုံစံပြောင်းသွားမဲ့လက်မဖုန်းတွေပေါ်လာတော့လက်မကိုသုံးရလုံးလို့လက်မတွေဟာပျောက်ကွယ်သွားမှာမဟုတ်ပေမဲ့စမတ်ဖုန်းတွေအလွန်မင်းသုံးဆွဲလာတာကြောင့်လက်မရဲ့တည်နေရာအနေထားကတော့ပြောင်းလဲသွားနိုင်ပါတယ်။ဖုန်းသုံးရင်စာရိုက်တဲ့အခါလက်မကိုအထဲဘက်ကိုခောက်နေစရာမလိုတော့အောင်လက်မရဲ့အနေထားကလက်ဘွားတွေကိုပို့ပြီးရောက်ရှိလာတဲ့ပုံစံမျိုးစင်ကဲပြောင်းလဲလာနိုင်ပါတယ်။စပိန်နိုင်ငံမာလာဂါတက္ကသိုလ်ရဲ့သုတေသနပြုချက်တွေအရကလေးချို့ဟာမွေးဖွားလာကလေးကလက်မတွေနှဲငယ်အထဲဘက်ကိုစောင်းနေတာမျိုးတွေကိုတွေ့နေရပါပြီ။ဒီတိုင်းသာဆက်သွားနေမယ်ဆိုရင်တော့နောက်တစ်ချိန်မှာလူသားတွေရဲ့လက်ပုံစံဟာဘယ်လောက်ထိထူးဆန်းသွားမလဲဆိုတာစဉ်းစားစရာပါပဲနော်။ဒီဗီဒီယိုလေးကမိတ်ဆွေတွေအကျိုးရှိတယ်ဆိုရင်စိတ်ထားလိုက်ပါ။နောက်ထပ်အကြောင်းအရာတွေကိုလက်မလွတ်တမ်းကြည့်လို့ရအောင်နေပြီးတော့ channel လေးကို follow လုပ်ထားလိုက်တော့နော်။